လင်ကာချိန်ဝိုင်းခဲကနေထွက်လာပြီးရှေ့မှာကျဲပြက်နဲ့မြက်ခင်းကင်ကြီးတစ်ခုပေါ်လာတယ်။ကိုယ်တဲကမီးစွမ်းအင်ကအစမတန်ပြင်းထန်လာပြီးသူ့ရဲ့တိုင်းအဆင့်ကမီးနဂါအဆင့်ပထမအလွှာကိုရောက်ရှိနေပြီ။ဒါပေမဲ့ဒီစွမ်းအင်ကိုအပြည့်အဝထိန်းချုပ်ဖို့လိုသေးတယ်။မြက်ခင်းပြင်အလယ်မှာရှေးအောင်ကြောက်စားပွဲတစ်ခုရှိနေတယ်။စားပွဲပေါ်မှာမီးရောင်နီနီလိုင်းလုံးတစ်ခုလှုပ်ရမ်းနေတယ်။လင်ကာနီးကပ်လာတော့အဲ့ဒီမီးရောင်ထဲလာအထန်တထန်ထွက်လာတယ်။ခရီးတဲ့မင်းငါ့ကိုရှာတွေ့ခဲ့ပြီ။ငါကရှေးမီးနဂါဝိညာဉ်တစ်ခုငါ့ကိုလက်ခံမလား။လင်ကာမျက်လုံးလက်လာတယ်။မင်းဘာကြောင့်ငါ့ကိုရွေးချယ်လာလဲ။ငါတာမန်ခရီးတဲ့တယောက်ပဲ။မီးနဂါဝိညာဉ်ကရဲတန်းထွက်လာတယ်။မင်းရဲ့စိတ်ဓာတ်ကရှေးအောင်မီးလန်းချောင်းနဲ့လိုက်ဖက်တယ်။ငါ့ကိုလက်ခံရင်မင်းတိုင်းလောကထိတ်ဆုံးအဆင့်ကိုရောက်နိုင်မယ်။ဒါပေမဲ့ငါစမ်းသပ်မှုကိုကြော်ဖို့လိုတယ်။ရုတ်တရက်မီးနဂါဝိညာဉ်ကကြီးမားနဲ့မီးနဂါပုံစံပြောင်းလဲလိုက်တယ်။မြက်ခင်းပြင်တစ်ခုလုံးမီးလျံဖုံးလွှမ်းထွားတယ်။လင်ကာရဲ့ကိုယ်ထဲကမီးစွမ်းအင်ကတုံခါလာပြီးသူ့ကိုဆွဲယူသလိုခံစားရတယ်။ဒါကစိတ်ဝိညာဉ်စမ်းသပ်မှုပဲ။လင်ကာမျက်လုံးမိတ်ပြီးကိုစွန့်လွတ်လိုက်တယ်။သူ့စိတ်ထဲရှေးအောင်မတ်ညံဝေစီးဝင်လာတယ်။ရှေးကမီးနဂါမျိုးသားစုပြင်စည်းခဲ့ရတဲ့အကြောင်းရင်းသစ္စာဖောက်မှုလောဘမုန်းတီးမှုတွေအားလုံးမြင်ရတယ်။ဒါကစမ်းသပ်မှုရဲ့အထူးအချက်စိတ်ကိုမလွှမ်းမိုးနိုင်ရင်မီးနဂါစွမ်းအင်ကပိုင်ရှင်ကိုမီးလောင်ဖြစ်မယ်။